မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ဆယ်လီတောင်းချန်နယ်ကနေဇန်နဝါရီ9ရက်နေ့အတွက်နောက်ဆုံးရနှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။နောက်ပိုင်းဒါနဲ့အတူမျက်စိမီလို့အခုလိုတရားရသွားတဲ့အလင်းရောင်တဲ့ရွှေမုံရတီနဲ့စင်ရဲတက်တို့ရဲ့ဟိုရင်ကလျှို့ဝှက်ချက်တကူအခုလိုပေါင်ကြားလာတဲ့အင်ကြီးဆောက်ပြီးသူမကိုအမွေပေးတာတော့မပြောနိုင်ဖြစ်နေရတဲ့စင်လွန်းရဲ့ခန်းစားချက်မှတဲ့နမေလေးလုံးနဲ့မင်းသမီးကိုဒီလိုမဖွဲမရလေးပြုတ်လုလိုက်မိလို့အရေးယူခံရတော့မယ်အောင်စပူတဲ့အသက်ကြီးလာပြီဖြစ်တာကြောင့်မန္တလေးမြို့ကထိတ်တန်းတစ်ခုနဲ့တည်မကြီးကိုလက်ထက်တော်မဲ့အောင်ရင်လင်းတဲ့ပဲဖြစ်ပါတယ်ရှင်။နောက်ပိုင်းထားနေသူမြင်းစီမီလို့အခုလိုတန်ရာရသွားတဲ့အလင်းရောင်မြင်းစီကောင်းတာကြောင့်မြင်းမော်ကပြုတ်ကြကမြင့်တက်နေတာခံလိုက်ရတာကမင်းသားအလင်းရောင်ပါဒီလိုမြင့်တက်နေတာခံလိုက်ရလို့လေအလင်းရောင်ရဲ့ရှင်ဘက်မှာတန်ရာရသွားတယ်လို့ဆိုပါတယ်။လင်းရောင်ကခုချိန်မှာနာမည်ကြီးစာရေးဆရာသူဆောင်ရဲ့လက်ညှိုးတိုးရဲ့ပန်းဝီတီရုပ်ရှင်စကားကိုမင်းသမီးနော်ပွဲထားနေရှိုက်ကူနေတာပါဒီလိုချိန်မြင်းစီရဲ့စုံဝင်ကမ်းမှာမြင်းမောက်ကနေနှစ်ယောက်လုံးပြုတ်ချသွားတာပါဒီလိုချိန်မြင်းကအလင်းရောင်ရှင်ဘက်ကိုတန်းနှင်းမိသွားလို့ရှင်ဘက်တန်ရာရသွားတာဖြစ်ပါတယ်ဒါတော့ကစုံပေါက်လိုက်ရင်အလင်းရောင်အနေနဲ့ဒီထက်အများကြီးကြီးကြီးမားမားတန်ရာရသွားနိုင်တာပါမြင်းကတာလေးနင်းသွားလို့သာအလင်းရောင်တယောက်တက်တန်ရာရခဲ့တာဖြစ်ပါတယ်ဒါတော့အလင်းရောင်ရှင်ဘက်မှာချိတ်ထားတဲ့တန်ခွင်လေးကကျိုးကအသားနဲ့စိုက်သွားလို့အလင်းရောင်ကများတော်တော်လေးခန်းစားလိုက်ရပါသေးတယ်အစောပိုင်းမှာတည်းကအလင်းရောင်ရဲ့ရှင်ဘက်ကတန်ခွင်းလေးပြတ်တော်မယ်ဆိုပြီးစားနောက်နေကြရင်အခုလိုအမှန်တကယ်အတိတ်နမိတ်ဖြစ်သွားလို့လေအလင်းရောင်ကနောက်တစ်ခါမစတော့ပါဘူးဆိုပြီးကြောက်သွားတာလေးဖြစ်ပါတယ်ရွှေမုံရည်နဲ့စီရဲထက်တို့ရဲ့ဟိုရင်ကလျှို့ဝှက်ချက်တခုအခုလိုပေါင်ကြားလာမင်္ဂလာပါပြည်သူများရှင်မြန်မာနိုင်ငံကမင်းသမီးတော်တော်များများကနောက်ကျောင်းနေလုံးဝမရှင်းခဲ့ကြပါဘူးခိုင်သိန်းကြီးတို့ဦးဝဲတို့လိုမျိုးတယောက်ဆိုတယောက်ချစ်ကြပြီးတော့ဒီတယောက်နဲ့ပဲတဲ့တွန်းဒီတယောက်နဲ့ပဲမင်္ဂလာဆောင်ဒီတယောက်နဲ့ပဲလက်ထပ်ပေါင်းတင်သွားတဲ့သူတွေဆိုတော့အတော်လေးကိုရှားပါတယ်ဟိုမင်းသမီးကဟိုလူနဲ့တည်တွန်းဒီမင်းသမီးကဒီလူနဲ့တည်ထွက်စားတဲ့ဖြင့်ဟိုရဲ့ချိန်တုန်းကဖုံးပြထားခဲ့တဲ့အကြောင်းအရာတွေအဆိုရင်အခုနောက်ပိုင်းမှာဘူးပေါ်တလူတွေပေါ်လာခဲ့ရသူတွေအများကြီးပါဥပမာပြောရမယ်ဆိုရင်အောင်မင်းခံမိမ Grace တူပိုင်တကွန်မိမလင်းမြဖူးတို့နေရွှေသွင်းအောင်နဲ့ပတ်သက်ခဲ့တဲ့ကိစ္စတွေလိုမျိုးပါဒီတစ်ခါမှလည်းရွှေမုံရတီနဲ့စီရဲထက်တို့ရဲ့အတိတ်ကလျှို့ဝှက်အကြောင်းအရာတခုထပ်မံပေါက်ကြားလာပြန်ပါပြီရွှေမုံရတီကတော့အခုဆိုရင်ရွှေတူးနဲ့ပဲခိုင်ခိုင်မြဲမြဲကိုရွှေနဲ့တွဲပြီးပျော်ရွှင်စရာအိမ်တော်ကြီးလေးကိုပိုင်ဆိုင်ထားရပါတယ်အဲ့ဒီလိုချိန်ရောက်လာမှဘသူကစပြီးဘလို့အစပေါ်လိုက်တယ်မသိပါဘူးအတိတ်ကအကြောင်းအရာတွေထပ်မံပေါ်ထွန်းလာပြန်ပါပြီရွှေမုံရတီနဲ့စီရဲထက်ကိုပရိသတ်တို့လည်းအတူတူတွဲပြီးတော့ခဏခဏမြင်မှုကြမှာပါဇကားတွေလည်းတူတူရရတဲ့ပြင်သူတို့ညောင်လုံးကတွဲညီနေရမို့အရှင်တို့ကဆိုရင်ပရိသတ်တွေဝဝကွဲသဘောတူခဲ့ကြပါတယ်။အင်တာဗျူးတိုင်းမှာဆိုရင်လေစရဲထက်ကရွှေမုံရတီကိုသူ့ရဲ့ညီမလေးလိုချစ်ကြောင်းအဆအဆရရအမြဲကျူးဆိုင်ပေးခြင်းကြောင့်တဖွာဖွာပြောဆိုခဲ့ပူပါတယ်။ရွှေမုံရတီကလည်းထိုနည်း၎င်းပါပဲ။စရဲတက်ကိုဆိုရင်အမှုပညာမောင်နှမတွေထဲမှာအခင်မင်းဆုံးရုပ်ရှင်တွဲရရတာအလုံးလုံးရတာအကောင်းဆုံးနဲ့အပွင့်လင်းဆုံးလူတစ်ယောက်ဖြစ်လို့သူမအတွက်တော့အကိုလုံးမောင်လူပါပဲဆိုပြီးပြောခဲ့ပူတာပါ။ဒါပေမဲ့သူတို့နှစ်ယောက်ကအတိတ်မှာဘယ်လိုမျိုးပတ်သက်မှုတွေရှိနေလို့အခုလိုချိန်မှာပြန်ပြီးတော့သတင်းတွေထွက်လာရတာလေ။အကြောင်းရင်းကတော့ဟိုးရင်တုန်းကအင်တာဗျူးလေးတစ်ခုကြောင်းပါပဲအဲ့ဒီအင်တာဗျူးမှာရွှေမုံကစင်းရဲထက်ကိုကြည့်တဲ့အကြီးတွေကလုံးဝမယိုးသားတယ်လို့မျိုးဖြစ်နေတာပါအဲ့ဒါကိုအကြောင်းခံချေပြုလို့အားလုံးကထင်ရမြင်ရတွေစွတွေ့ပြီးတော့ဟိုးရင်ချိန်တုန်းကရွှေမုံရတီနဲ့စင်းရဲထက်တို့ကကြီးကြီးကျယ်ကျယ်ပတ်သက်ခဲ့ပူပြီးချစ်သူတွေဖြစ်တွဲခဲ့ပူပါတယ်လို့သတင်းတွေထွက်လာတာဖြစ်ပါတယ်ပရိသတ်တို့ရောဘလူများတွေးမိကြလဲနော်တက်တက်မုံရဲ့အိမ်သက်တက်ပွဲကြီးကိုအမှုပညာရှင်တွေမလာကြတဲ့အခုလိုကြောင်းရင်းမှန်မင်္ဂလာပါပရိသတ်များရှင်မကြသေးခင်ကမှကျင်းပပြုလုပ်ခဲ့တဲ့တက်တက်မုံရဲ့အိမ်သက်တက်ပွဲကြီးကိုဘယ်နုပညာရှင်ကမှသိပြီးတော့မလာကြဘူးဆိုတာကိုပရိသတ်တို့သတိထားမိကြရဲ့လားအရန်သရုပ်ဆောင်တဲ့ကျင်ကတော့လာခဲ့တဲ့ဆိုပေမဲ့တိတ်တိတ်ကျလူသိများတဲ့တကယ်နုပညာရှင်အစ်စ်ကြီးတွေတယောက်ဆိုတယောက်မှမလာခဲ့ကြပါဘူးသူမရဲ့မျိုးတွေနဲ့တခြားသောအသီးမိတ်ဆွေတွေနာမည်ကြီးပိုင်းတွေကဆိုရင်ဇွဲတက်ကဆရာဝန်မလေးတို့လိုမျိုးတတိယလောက်ပဲအဲ့ဒီနေ့ကတက်ရောက်ခဲ့ကြပါတယ်။ထထမုံဆိုတာကတာမန်လူလည်းမဟုတ်တလို့အရန်သရုပ်ဆောင်ဇက်ဖို့သရုပ်ဆောင်လည်းမဟုတ်ခဲ့ပါဘူး။တစ်ချိန်လုံးကတကယ်ကိုမှရှမ်းရှမ်းထားပြီးနာမည်ကြီးခဲ့တဲ့ရုပ်ရှင်မင်းသမီးကျော်ညာမင်းသမီးတူပါ
ဒီနေ့ခေတ်ဒီလဲသူမရဲ့အရှင်ဝါကကြမသွားတဲ့ပြင်အခုလိုခက်ခဲနေတဲ့အချိန်ဒီမှာတမိုးကြီးအင်ဂျီတစ်လုံးကိုတော့ဆောက်လုပ်နိုင်တာဖြစ်လို့စီးပွားရေးပိုင်ဆိုင်မှုမှာဆိုရင်လေတကယ်ကိုမညံ့သေးပါဘူး။အဲဒီလိုမျိုးဖက်ကနေပြဆုံးပြီးတော့ကြော်ကြားနေသေးတာတော့သူမရဲ့အိမ်သစ်တပွဲမင်္ဂလာကြီးကိုဘာကြောင့်မို့လို့နာမည်ကြီးအမှုပညာရှင်တွေမလာကြတာလဲ။တကယ်တမ်းတော့အကြောင်းရင်းမှန်ကသူမမဖိတ်လို့ပဲဖြစ်ပါတယ်။လူတွေအားလုံးကထက်ထက်မဟုတ်ဖိတ်ရင်သားနဲ့အမှုပညာရှင်တွေကမသွားကြတာလားဆိုပြီးအထင်မှားနေကြပါတယ်။တကယ်တမ်းကျတော့မဟုတ်ပါဘူး။ထက်ထက်မဟုတ်ကိုရိုင်းကိုကမဖိတ်ခဲ့တာပါ။ဘာလို့လဲဆိုရင်တော့သူမကအမှုပညာတိုင်းဝမ်ကလူတွေနဲ့အရန်ကြီးခင်မင်ပြီးတော့ဇက်ရှုံရတာကိုမကြိုက်လို့ပါ။ပရိသတ်တို့တေချာပြန်ပြီးတော့စဉ်းစားကြည့်လိုက်ပါ။ထက်ထမိုးကမင်းသမီးတယောက်ဆိုပေမဲ့ဝင်းမုံရွှေကြီးတို့နေတူတီတီဦးလိုမျိုးတရုတ်ဆောင်တွေနဲ့တွဲပတ်ပြီးတော့အလုံးလောက်ကန်ခဲ့ပူတာမျိုးအရန်နေပါပါတယ်။ဝင်းမုံရွှေတို့စတင်ပြီးတော့နာမည်မကြီးစင်အချိန်မှာထက်ထမိုးကနာမည်ကြီးပြီးကျော်ညာရီစကားတွေရိုက်ခဲ့ရတာဖြစ်လို့သူတို့တောင်ဝိုင်းရင်းနဲ့မင်းသမီးတယောက်လိုပြောလို့ရပါတယ်။အထီးကတော့ဒီနေ့ခင်မှာနာမည်ကြီးနေတဲ့အမှုပညာရှင်တွေနဲ့ထက်ထမိုးကအတူတူတွဲဖက်တရုတ်ဆောင်ပူတာမျိုးသိမရှိလို့မရှင်းနေနေတာပါ။ဒါကြောင့်မို့လို့ပဲသူကလည်းဘသူကမှမဖိတ်ဘသူကမှလည်းမလာတဲ့ပုံစံမျိုးတွေဖြစ်သွားခဲ့ရတာပါပဲဒါပေမဲ့သူကခင်မင်ခဲ့ပူတဲ့ရန်အောင်ရဲအောင်စိုးမြတ်သူစားတို့ကိုတော့ဘာလို့မဖိတ်လဲဆိုတာကစိတ်ဝင်စားစရာပါပရိသတ်တို့ရောဒါကိုဘလူတွေများတွေးမိကြပါသလဲနော်နာမည်လေးလုံးနဲ့မင်းသမီးကိုဒီလိုမဖွဲမရလေးပြုလုပ်လိုက်မိလို့ရေးယူခံရတော့မယ်အောင်စပူမင်္ဂလာပါပရိသတ်များရှင်အောင်စုပူကတော့အခုမှအောင်မြင်မှုလမ်းကြောင်းတွေကိုစောင့်ဝင်လာတဲ့သူတယောက်လို့ပြောလို့ရပါတယ်အခုဆိုရင်တော့မြန်မာနိုင်ငံကမိန်းကလေးတွေရဲ့90ရာခိုင်နှုန်းလောက်ဟာအောင်စုပူမှအောင်စုပူဖြစ်နေကြပါပြီပွဲတွေလည်းအများကြီးလက်ခံရရှိထားပြီးတော့အချိန်ခဏလေးနဲ့အောင်ကိုကိုတို့ဖြူဖြူထွေးတို့လိုပဲအောင်မြင်လာတဲ့အထက်မှာပါပါတယ်ဒါပေမဲ့သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းကတော့အခုဆိုရင်ပိတ်ဆို့တော့မလို့တော့ဖြစ်နေပါပြီ။ဘာကြောင့်လဲဆိုရင်တော့မစင်မချင်းပြုတ်လုံလိုက်မိတာတွေကြောင့်ပါပဲ။နာမည်ကြီးလာပြီဆိုကြတဲ့ကကိုယ့်ရဲ့နေပုံထိုင်ပုံနဲ့အပြည့်မှုတွေအားလုံးကိုတန်နိုင်သမျှကျူးဆိုင်ပြီးတော့ထိမ့်သိမ်းရပါတယ်။ဒါပေမဲ့အောင်စပူကတော့လူငယ်လေးဖြစ်ပွင့်လင်းမြတ်သားတဲ့ခင်မှာရှောင်းနေတာကိုလည်းခံယူထားတာဖြစ်တဲ့အတွက်ဘာကူမှဂီးမဆိုင်ပဲလှုပ်လိုက်မိတာတွေဖြစ်နိုင်ပါတယ်။သူဟာလွန်ခဲ့တဲ့နေ့ဖျော်ဖြေပွဲမှာတော့ကမင်းသမီးလေးမင်းမြတ်နုခင်ကိုစင်ပေါ်မှာမဖွဲမရပြုတ်လုပ်လိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သူတို့နှစ်ယောက်ကနှစ်ပါးသွားအကလည်းအတူတူတချင်းစုလည်းအတူတူတရုံဆောင်လည်းအတူတူစင်ပေါ်မှာအကြာကြီးအတူတူရှိနေခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီမှာအောင်စပူကတိုက်ထားတဲ့ဇက်ကွက်တွေတက်ကြုံလို့ပြီးတော့ overtin နေလောက်ကတရုတ်ဆောင်ပြခဲ့ပါတယ်။သူ့အနေနဲ့ကတော့ပရိသတ်တင်ရဲ့စိတ်ဝင်စားမှုကိုဖန်ဆားနိုင်အောင်လုပ်လိုက်တယ်ဆိုပေမဲ့လည်းအားလုံးရဲ့အမြင်မှာတော့အောင်စပူကမင်းသမီးကိုမဖွဲမရပြုတ်လုပ်လိုက်တဲ့ပုံစံမျိုးတွေဖြစ်နေပါတယ်။ဟုတ်လဲဟုတ်ပါတယ်အကြည့်တွေထိတွေ့တွေကအစားတာမန်ထက်အရန်ကိုလွန်ခဲ့ပြီးတော့မင်းသမီးနားမှာအရန်ကြီးပူပူကက်ကက်ဖြစ်နေတဲ့ပုံစံမျိုးကြီးပါတခါတလေမှဆိုရင်ပကုံးတွေကိုလည်းအတင်းမိပြီးတော့မင်းသမီးကိုတော့နမ်းမိတော့မလို့အနေထားတွေဖြစ်နေတာပါအဲ့ဒါနဲ့ပတ်သက်ပြီးသူတို့နှစ်ယောက်ကတိတ်တကူတွဲနေတဲ့ချစ်သူတွေဖြစ်နေရဆိုပြီးတော့လေတတင်းတွေထွက်လာသလိုမင်းမြန်တို့ခင်ကလည်းတစ်ဖက်ဆွဲပရိသတ်တွေရဲ့အပြောကြောင့်တိတ်ခါထိခိုက်ခဲ့ရပါတယ်အောင်စပူဘက်ကသူကျူးလွန်တာတွေကိုတော့မင်းမြန်တို့ခင်ကိုပြန်လည်တောင်းပန်ထားပါတယ်ဒါပေမဲ့လည်းဘလို့ပဲဖြစ်ဖြစ်လူအများရှိနေတဲ့စင်ပေါ်မှာမင်းသမီးနားကိုအတင်းနေလိုက်ကပ်ပြီးတော့မင်းသမီးအိမ်ကြီးပြောင်းလှုပ်လိုက်မိတဲ့မူရာတွေကြောင့်အောင်စပူကတော့ဇက်တပင်အဖွဲ့အစည်းရဲ့အရေးယူခြင်းကိုခံရဖို့နေပါပြီပရိသတ်တို့ရောဒါကိုဘယ်လိုများမြင်မိကြပါသလဲနော်အသက်ကြီးလာပြီဖြစ်တာကြောင့်မန္တလေးမြို့ကထိတ်တန်းတစ်ခုနဲ့တထင်းမကြီးကိုလက်ထပ်တော့မယ်အောင်ရင်လေအခုချိန်မှာတော့နာမည်ကြီးမင်းသားမင်းသမီးတွေတော်တော်များများဟာသူတို့ရဲ့ဖူးစာပဲအိမ်အောင်ဘက်တွေကိုရွေးချယ်လက်ထပ်လာကြတာဖြစ်ပါတယ်။ဒီလိုလက်ထပ်ကြတဲ့နေရာမှာထူးထူးခြားခြားအနေနဲ့ထိတ်တန်းချမ်းသာကြုံရတဲ့တထေးမကြီးတွေကိုပဲရွေးချယ်လက်ထပ်ကြတာကိုတွေ့ရတာပါ။အထူးသဖြင့်နာမည်ကြီးရုပ်ရှင်တရုတ်ဆောင်မင်းသားမင်းသမီးတွေဟာပတ်စံသားရှိမယ်ဆိုရင်တခုလက်မုံဆိုပုံစင်ငယ်မသားတွေကလည်းလက်ထပ်ကြတာတွေ့ရတာပါ။အခုအခါမှာလည်းနိုင်ငံကျော်ရုပ်ရှင်မင်းသားအောင်ရဲလင်းဟာမန္တလေးမြို့ကတခုနဲ့တတိမကြီးတယောက်နဲ့ချစ်သူဖြစ်နေကြတဲ့ဆိုတဲ့သတင်းတွေပြန့်နှံ့လာတာပါ။ဒါကြောင့်လေပရိသတ်တွေကတော်တော်လေးကိုအံ့အားသင့်ကအောင်ရဲလင်းကိုလည်းနှမျောတတဖြစ်ကြရပါတယ်။အားလုံးသိကြတဲ့အတိုင်းအောင်ရဲလင်းဟာတောင်တင်းတဲ့ခန္ဓာကိုယ်နဲ့ယောက်ျားပီတာနဲ့မျက်နှာပုံစံကြောင့်မြန်မာပြည်မှာအချောဆုံးမင်းသားတစ်လက်အဖြစ်ရပ်တည်နေတာပါ။အထူးသဖြင့်မင်းသားအောင်ရင်လင်းကိုအမျိုးသမီးပရိသတ်တွေအသေးဆွဲချိုက်နေတဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းအောင်ရင်လင်းဟာအမှုပညာလောကထဲမှာစတင်နာမည်ကြီးစဉ်ကာလကလေးကချစ်သူရည်စားတွေလည်းအများကြီးထားပူတာပါ။
အောင်ရဲလေးနဲ့ချစ်သူရီစာဖြစ်ခဲ့ကြတဲ့အမှုပညာရှင်တွေနဲ့အထင်ရှားဆုံးနာမည်အကြီးဆုံးကတော့ဖွေးဖွေးပါပဲ။အောင်ရဲလေးနဲ့ဖွေးဖွေးတို့ဟာ၄နှစ်ကျော်9နှစ်နီးပါးချစ်သူတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဒါအပြင်အောင်ရဲလေးကနာမည်ကြီး beauty blogger နေကြီးကိုနန်းစုစားတဲ့မင်းသမီးတွေနဲ့လည်းချစ်ကြိုက်ခဲ့သေးတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသင်းဆောင်မင်းသားအောင်ရဲလေးဟာဒီလိုမျိုးနာမည်ကြီးမင်းသမီးတွေကိုမရွေးချယ်ခဲ့ပဲအခုအချိန်တော်ကြာလူပြိုကြီးဘဝနဲ့ဖြတ်သန်းနေကြတာဖြစ်ပါတယ်။အခုအခါမှာတော့တီးချိတ်နဲ့တီးပွင့်ချိတ်တံဖို့ဆိုသလိုတရုတ်ဆောင်မင်းသားအောင်ရင်လေးဟာမန္တလေးမြို့ကနာမည်ကြီးတတိမကြီးတူနဲ့ချစ်ကြိုက်နေတဲ့ဆိုတဲ့တဲ့င်းတွေထွက်လာတာဖြစ်ပါတယ်။ဒါ့အပြင်အောင်ရင်လေးရဲ့ချစ်သူမျိုးသမီးဟာအပြုံမဟုတ်ပဲစင်ငယ်မသားဖြစ်နေရလို့သိရတာပါ။ဒါ့အပြင်တရုတ်ဆောင်မင်းသားအောင်ရင်လေးနဲ့ချစ်ကြိုက်နေရလို့တဲ့င်းတွေထွက်ခဲ့တဲ့တခုနက်ကလေးမေမျိုးသမီးဟာမန္တလေးမြို့ရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တတိမကြီးတယောက်ဖြစ်ပြီးတော်တော်လေးကိုထက်မြက်ကအရေးချင်းရှိရင်လို့ဆိုပါတယ်။ဒါကြောင့်လည်းအောင်ရင်လေးဟာသူ့ရဲ့ချစ်သူအမျိုးသမီးကို9လလောက်ထိလိုက်ခဲ့ရတယ်လို့လေတချို့တော့ကောလာလာတဲ့နေရသိရတာပါအဆိုပါအောင်ရင်လေးချစ်သူအမျိုးသမီးဟာစင်ငယ်မသားဆိုပေမဲ့လည်းအပြိုရှုံးတော့အောင်လာပါတယ်လို့မန္တလေးမြို့ရဲ့နာမည်ကြီးဟိုတယ်ပါဝင်တခြားသောစီးပွားရေးလုပ်ငန်းပေါင်းများစွာကိုပိုင်ဆိုင်ထားတယ်လို့သိရတာပါအောင်ရဲလေးနဲ့စူပါစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးတို့ဟာချစ်ချိုက်နေကြတာချိန်တိုင်းတာတစ်ခုတည်းကြာနေပြီဖြစ်ကအောင်ရဲလေးနဲ့နှီးစပ်တဲ့မိတ်ဆွေတငယ်ချင်းတွေအမှုပညာလောကသားတွေတော်တော်များများသိကြတယ်လို့ဆိုပါတယ်။ဒါအပြင်အောင်ရဲလင်းတယောက်မန္တလေးမြို့ကိုသွားတိုင်းမှာသူ့ရဲ့ချစ်သူဖွင့်ထားတဲ့ဟိုတယ်မှာပဲတဲကူလေးရှိရင်လို့ဆိုပါတယ်။ပရိသတ်တွေကတော့အခုလိုမျိုးစင်ငယ်မသားစီးပွားရေးလုပ်ငန်းရှင်တယောက်နဲ့အောင်ရဲလင်းတို့ရဲ့အခြေအတဲ့ကိုမယုံကြည်နိုင်ကြပါဘူး။ဒါပေမဲ့မကြသေးခင်ကလုပ်ခဲ့တဲ့ထက်ထမုံရဲ့အိမ်သစ်တပ်ပွဲမှာအောင်ရဲလင်းကသူ့ချစ်သူနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။တချို့သောတည်င်းတွေရောမကြခင်မှာအောင်ရဲလင်းကသူ့ရဲ့ချစ်သူစီးပွားရေးလုပ်ငန်းရှင်တတိမာကြီးနဲ့အတူကြီးကျယ်ခမ်းနားစွာမင်္ဂလာဆောင်မှုရှိနေတယ်လို့ဆိုပါတယ်။